မိကျွမ်းနေတဲ့ရှေးဟောင်းစာလိပ်တွေကို AI ကဘယ်လိုရှင်ပြန်ထမြောက်စေခဲ့တာလဲလွန်ခဲ့တဲ့နှစ်ပေါင်း2000ကမိတောင်ပြတွေအောက်မှာပြကျသွားခဲ့တဲ့လှုပ်ဝက်ချက်တွေကိုအခုခေတ် AI ကပြန်ဖက်ပြနိုင်ခဲ့ပြီဆိုရင်တင်ယုံမလားဖွင့်လိုက်တာနဲ့တစစီကျင်းမွားသွားမယ်ကြောင်မီသွေးတုံးလိုရှေးဟောင်းစာလိပ်တွေကိုမဖြန့်ပဲဖတ်နိုင်ခဲ့တဲ့ကဘာကျော်ဖြစ်ရဆန်းအကြောင်းပြောပြပါမယ်80ခု29ခုနှစ်မှာVesuvius မီးတောင်ပေါက်ကွဲတော့ပုံပေမြို့တွေမကပဲဘေးနားက Herculaneum ဆိုတဲ့မြို့ကြီးပါပြကျသွားခဲ့ပါတယ်။အဲ့ဒီမြို့ကစံအိမ်ကြီးတစ်လုံးရဲ့စာကြည့်လိုက်ထဲမှာထောင်ထဲချီတဲ့ဂရိနဲ့ရောမအဖိုးတန်စာလိပ်တွေရှိနေခဲ့တာပါ။မီးတောင်ရဲ့အပူရှိန်ကြောင့်ဒီစာလိပ်တွေဟာလုံးဝမီးကျွမ်းပြီးကြောင်မီးသွေးတုံးတွေလိုဖြစ်သွားခဲ့ပါတယ်။ဆက်ရှိရာစုမှာဒီရှေးဟောင်းစာလိပ်တွေကိုပြန်တူးဖော်တွေ့ရှိခဲ့ပေမဲ့ဘယ်သူမှဖတ်လို့မရခဲ့ပါဘူး။ဘာလို့လဲဆိုတော့အတင်းဖြတ်ဖတ်ဖို့ကြိုးစားတိုင်းပေစာတွေကမှုံမှုံမြင့်မြင့်ကျင်းမကုန်လို့ပါပဲ။ရာစုနှစ်ပေါင်းများစွာသမိုင်းပညာရှင်တွေလက်လျှော့ခဲ့ရတဲ့ဒီပု္ပ္ပစာကို Vesuvius Challenge ဆိုပြီးကမ္ဘာပညာရှင်တွေကိုစိန်ခေါ်ခဲ့ပါတယ်။ဒါကိုဖြည့်ရှင်းဖို့သိပ္ပံပညာရှင်တွေကရှေးဟောင်းစာလိပ်တွေကိုမဖြန့်တော့ပဲစေးရုံသုံး CD စကန်ထက်အစာပေါင်းများစွာပုံမူပြတ်သားတဲ့ကွန်ပျူတာဓာတ်မှန်ရိုက်လိုက်ပါတယ်။ပေစာလိပ်ရဲ့အတွင်းပိုင်းကိုအလွှာပေါင်းထောင်ချီခွဲထုတ်လိုက်တာပါ။ပြီးတော့အဲ့ဒီအလွှာတွေကြားထဲကကာဗွန်မှင်ကွက်တွေကိုရှာဖွေဖို့ AI ကိုလေ့ကျင့်ပေးခဲ့ပါတယ်။ရလဒ်ကတော့အံ့ဩစရာပါပဲ။ AI ကရှေးဟောင်းစာလိပ်ကိုတလက်မမထိခိုက်စေပဲအတွင်းကဂရိစာလုံးတွေကိုကွန်ပျူတာမြင်ကွင်းပေါ်မှာထင်ထင်ရှားရှားဖတ်ပြနိုင်ခဲ့ပါတယ်။အခုဆိုရင် AI ရဲ့အကူအညီနဲ့ဒီရှေးဟောင်းစာလိပ်တွေတဲကကဘာကမသိသေးတဲ့ Epicurean အတွေးခေါ်ပညာရက်တွေဂီတအစားအသောက်နဲ့ဘဝကိုပျော်ရွှင်အောင်ဘယ်လိုနေမလဲဆိုတဲ့ရှေးဟောင်းစာသားတွေကိုစက်တိုက်ဖတ်ရှုသိရှိနိုင်နေကြပြီဖြစ်ပါတယ်။အတိတ်ကပျောက်ဆုံးသွားပြီလို့ထင်ရတဲ့သမိုင်းတွေကိုအနာဂတ်ရဲ့ AI နည်းပညာကပြန်လည်သက်သွင်းပေးလိုက်တာပါပဲ။တင်ကော AI ကနောက်ထပ်ဘယ်လိုရှေးဟောင်းလှုပ်ဝက်ချက်တွေကိုဖော်ထုတ်ပေးဦးမယ်လို့ထင်ပါတယ်။ comment မှာပြောခဲ့ကြပါဦး။